I want to take out a loan first ဆိုတာကျမတို့ကစိတ်ဝင်စားဒီလို့ပဲစိတ်ဝင်ဒီရတော့နာအောင်မနော်စိတ်ဝင်စားခြင်းပေါ့ဒါပေမဲ့သူ့ကိုနောက်ထပ်အတိတ်ပဲတစ်ခုအနေနဲ့ဆိုရင်အတိုးလို့လည်းအတိတ်ပဲရတယ်အတိုး interest ဟိုမှာအတိုးမဲ့ချီးငွေဆိုရင် interest free loan မငါအတိုးမဲ့ချီးငွေရှောက်ချင်တယ်ဆိုရင် I want to apply for interest free loan I want to apply for interest free loan တွေ့ရ debt သူတို့တွေအကျွေးထဲမှာနစ်နေတယ်ဆိုရင် they are deeply in debt okay သူတို့တွေအလောင်းကစားကြောင့်အကျွေးထဲမှာနစ်နေရဆိုရင်တော့အလောင်းကစားကို gambling they are deeply in debt due to gambling ပြီးတော့ pay back ဒါမှမဟုတ်ရင် pay ရဲ့အရှိမ relate ဟိုမှာအတိုးမဲ့ချီးငွေဆိုရင် interest free loan မငါအတိုးမဲ့ချီးငွေရှောက်ချင်တယ်ဆိုရင် I want to apply for interest free loan I want to apply for interest free loan တွေ့ရ debt သူတို့တွေအကျွေးထဲမှာနစ်နေတယ်ဆိုရင် they are deeply in debt okay သူတို့တွေအလောင်းကစားကြောင့်အကျွေးထဲမှာနစ်နေရဆိုရင်တော့အလောင်းကစားကို gambling they are deeply in debt due to gambling ပြီးတော့ pay back ဒါမှမဟုတ်ရင် pay ရဲ့အရှိမ relief re လေးပေါင်းလိုက် repay ရမယ် pay back ရမယ် have to pay back the loan we have to pay back the loan okay ငါတို့တောက်ချာနေနောက်ဆုံးထားပြီးချင်းဝင်